တတိယပေမဲ့မချိလာတဲ့နှလုံးသားနဲ့ဖြစ်ရအမြဲပြုံးပြီးရင်ဖွင့်လိုက်ပါတယ်အကျုံးသမားရဲ့နှလုံးသားလေးကိုအမုန်းသားနဲ့အထက်ထက်ခွဲသွားရသူမို့တဆက်ဆက်အသင်းနာမိတာကြောင့်တရားကိုလှန်ပြလိုက်ရတာဖွင့်လို့သိပါတယ်နော်အပြစ်ရှင်လေးဒီပါစီကွာအချစ်မသိတဲ့မင်းအသေးကတော့တပည့်တရားစီမံနေခဲ့တယ်ပေါ့အကျိုးလိုလှလို့အမျိုးမျိုးမှန်းပြီးသခိုးကောင်ကတရိုးကန်းခဲ့တယ်ဆိုတဲ့ဟိုးတကယ်ရှင်းအစင်လာရှိတာကိုမင်းမိပင်အောင်မှရောက်ရောက်လာတယ်တကယ်တော့တော့မကျွမ်းတဲ့မို့သူတယောက်ပမာအချစ်မကျွမ်းတဲ့ကိုဘဝမှာလဲချစ်ကံမွဲပြီးတဝဲဝဲတလဲလဲဖြစ်ခဲ့ရတယ်ကွာကိုဘဝတစ်ချောက်လုံးမှာလဲချစ်ကံမွဲပဲလို့တဝဲဝဲတလဲလဲဖြစ်ခဲ့ရပြီပေါ့အချစ်ရဲ့လွန်လေပြီးသောကာလတက္ကတိလာဘာယာနာတိုင်းဝဲသီတာပါ